Hello ကျွန်တော် channel ကနေကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ဂမ်ဘီယာစွမ်းအင်နဲ့နက်စေသမားတော်ဆိုတဲ့ဇာတ်ကားရဲ့အပိုင်း1ကို recap လုပ်ပေးသွားမှာပါအပိုင်း1လေးရဲ့အစမှာတော့တိုက်ပွဲတစ်ခုကိုစမြင်ကြရမှာပါခေါင်းဆောင်ကကောင်းကင်ပိုးပိုးဝါကိုအမြန်အုပ်ကြဆိုပြီးပြောလိုက်ပေမဲ့လည်းကောင်းကင်အစိပ်ပရိစီရဲ့အစိပ်အားကပြင်းလွန်းလို့ဒဏ်မြန်ခုခံလိုက်တယ်3ရက်နဲ့3ညကြာနေပြီဖြစ်ပေမဲ့လည်းကောင်းကင်အစိပ်ပရိကဂမ်ဘီယာကောင်းကင်အဖိုးတန်ရတနာဖြစ်တဲ့ဝင်းကြီးစွမ်းအားပြင်းထန်မှုကစီအမျိုးမျိုးကိုခြေဖြတ်ပေးနိုင်တယ်ဒါပေမဲ့အစိပ်စွမ်းအားကြီးမှုကနတ်ဖျားရဲ့နတ်ဆိုးတွေကိုပါတတ်နိုင်ပြန်တာကြောင့်ရွင်ချက်ကိုဝိုင်းတိုက်နေကြတာပါအခုဆိုရင်တော့ဆရာကတမားတော်လုပ်ပြီးအသက်ပေါင်းများစွာကယ်တင်ခဲ့တယ်ဒါမဲ့ကောင်းကင်အစိပ်ပရိစီကြောင့်ဒီခွေးကောင်တွေရဲ့ဖိအားပေးမှုခံရပြီးတည်သွားရတယ်ကျွန်တော်ချစ်သူလည်းအသက်ခံခဲ့ရပြီးဆရာကိုတတ်ခဲ့တဲ့ဒီခွေးကောင်တွေကိုပြောင်းအောင်မတတ်နိုင်လို့ကိုကိုမုန်းတယ်လို့ချဲ့ရကပြောရင်းနဲ့ပြန်တိုက်ခိုက်လိုက်လို့အားလုံးတည်သွားပါတယ်အဲနောက်မှာမင်းကမျိုးနယ်စုကြီး9စုရဲ့လူတန်းပေါင်းများစွာကိုတတ်ခဲ့တယ်တစ်တန်ပေးတဲ့နဲ့ဒါပေမဲ့အစိပ်ပရိစီကိုပေးနိုင်မယ်ဆိုရင်ငါမင်းကိုမြန်မြန်တက်ပေးမယ်လို့ဆိုတော့ရင်ချက်ကအစိပ်ပရိစီကိုမျိုးချပြီးတောင်ထိပ်ကနေခုန်ချသွားပါတယ်အခုဆိုရင်တော့ရှာချင်းရဲကိုလက်ထက်ရမယ့်နေ့ကိုရောက်နေတာပါတတိယရတဲ့အချိန်မှာတော်လိုက်တဲ့ရှောင်းချဲမိမလာလေးအကြောင်းပြောတာနဲ့ချက်ချင်းတက်ကြွသွားရောကြည်ရတာငါစိတ်ပူနေတာကအပိုတွေပဲထင်တယ်လို့တော်လေးကပြောတယ်အဖေကြီးကနင်းကိုကုပေးဖို့တမားတော်စစ်ထူကိုစောင့်နေတော့မယ်လို့ပြောပြီးထွက်သွားတဲ့အချိန်ကောင်းငင်အစိပ်ပရိစီကြောင့်ပရိစီအထက်ကကဘာကိုရောက်သွားပြီးလက်ရှိရောက်နေတာကရှောင်းချဲဆိုတဲ့ဂမ်ဘီယာသွေးကြောပျက်စီးနေပြီးဂမ်ဘီယာချင်းကြံလို့မရတဲ့အမိုက်ကောင်မှာဒီစွမ်းအားကိုလေးစားကြတဲ့ဒီကဘာမှာသူဟာလေးလူရှုခံရတယ်ဒါမဲ့မထင်တာပဲမင်္ဂလာပွဲရက်မှာအစိတ်ခတ်သက်ခံလိုက်ရပြီးရင်ချဲနဲ့အတူအချိန်ခီးသွားလာခဲ့တဲ့ကောင်းငင်အစိပ်ပရိစီရဲ့ကဲတင်မှုကိုခံလိုက်ရတာပဲဖြစ်ပါတယ်အဲနောက်ဒေါ်လေးကိုအဖိုးဖြစ်သူကသတိပေးနေတာကိုဒါကဒေါ်လေးကိုအပြစ်တင်လို့ပဲရမလဲကျွန်တော်ခန္ဓာကိုယ်ကမပြည့်စုံဘူးဆိုပေမဲ့ထန်းရွှမ်းကဘာကဒီလောက်ကြီးတာစေပတ်ဝင်အပင်တွေအကုန်ရှိတယ်တိုက်ပညာကျမ်းတွေအများကြီးရဲ့သွေးကြောပြုပြင်တဲ့နီလန်းကိုရှာမတွေ့မှာအဖိုးစိတ်မပူနေပါနဲ့တော့လို့ပြောလိုက်ပါတယ်။ချောင်းချဲကအရင်ဘဝတုန်းကကောင်းကင်ကိုဆက်ညင်နိုင်တဲ့စွမ်းရင်ပိုင်ခဲ့ပြီးမြဲချီရတဲ့သူတွေကိုဆုံးရှုံးခဲ့ရတယ်လို့တွေးနေတော့ဒေါ်လေးကနင်းနဲ့ရှာချင်းရဲကအရန်ကွာချလွန်းနဲ့ကောင်းမမလားဆိုရင်နေတော့စိတ်ချပါလို့ပြန်ပြောလိုက်ရင်သူတို့သမီးသွားခေါ်ရမယ့်အချိန်ကိုရောက်လာပါပြီ။နီးစီးကျင်နေဆိုတော့ဂမ်ဘီယာဘုံအဆင့်လေးဂမ်ဘီယာသားရဲဖြစ်တဲ့မြင်းကိုတခင်လေးလက်ရှိစွမ်းရင်အရာဖြစ်ပါမလားလို့ဦးလေးဟုံကမေးတော့မြင်းကခါချလိုက်တာခံရပြီးညီလေးရှောင်းကျဲအဆင်ပြေလားလို့မေးရင်အကိုရွေးလုံးနဲ့အကိုရှောင်းရန်တို့ကရောက်လာတယ်ဒီနေ့ကအရန်ရေးကြီးတဲ့နေ့ပဲဘေးကင်းအောင်ဝေါ်ရင်ပဲစီးလိုက်ပါဆိုလို့ဒီကိစ္စကရှောင်းမိသားစုရဲ့ဂုံတိတ်ခါနဲ့ပတ်သက်နေတယ်ဆိုပြီးရှောင်းချဲကပြန်ပြောလိုက်ရင်ညီလေးလက်ထက်ရမှာကရှိုရင်မျိုးရဲ့နံပါတ်1ပလဲလုံးလေးနော်ငါတော့အားကြကျင်းနှံ့မိတယ်လို့အကိုကြီးလုံကဆိုတယ်အဲနောက်အစိတ်ခတ်တာဟာရွေးလုံဆိုတာကိုရှောင်းချဲကရိပ်မိသွားပြီးသူတို့တို့မိသွားကြဖို့ထွက်လာကြရင်လမ်းမှာတွေ့တဲ့သူတွေကတော့ဒီလိုအတုံးမကြတဲ့သူကိုရှာချင်းရဲကလက်ထက်တာကသူတို့ရဲ့ဖခင်တွေကသွေးတောက်ညီကိုတွေဖြစ်လို့ရဲ့ရှောင်းရင်ကရှာချင်းရဲကိုကဲဖို့ဂမ်ဘီယာစွမ်းရင်အများကြီးတုံးလိုက်လို့အသက်ခံလိုက်ရတာကြောင့်ဆိုပြီးအတင်းအဖျင်းတွေပြောနေကြပါတယ်အဲအချိန်မှာပဲတရိษံကြီးတကောင်ကတောင်းညံပြီးအရှိန်နဲ့ပြေးဝင်လာလို့လူတွေလည်းထွက်ပြေးကြရပြီးဦးလေးဟုံကမှော်နဲ့လှမ်းတားလိုက်မှငြိမ်ကျသွားပြီးတရိษံကောင်ကကောင်းမှန်းဆိုးမှန်းမသိပဲသူတို့သမီးကြိုတဲ့အဖွဲကိုတားမိသွားတယ်ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါဒီကောင်ကိုနှစ်များစွာမွေးထားတာဒီနေ့မှဘာလို့အရင်စိတ်ဝင်သွားမှန်းမသိဘူးမျိုးတူတွေးလို့ထင်ပါတယ်ဆိုပြီးစောင်းပြောတယ်ဒါကရှာချင်းရဲ့ကိုမရလို့မနာလို့ဖြစ်ပြီးလောက်တာပါဒီနေ့ကျုပ်တရိษံကောင်ကိုထွက်သွားအောင်လုပ်နိုင်ရင်ကျုပ်တို့မျိုးလုံးပြည်သူတွေကိုသာမင်္ဂလာပွဲကိုထောက်ခံလိုက်မယ်လို့ရီဝမ်ကထပ်ပြောတော့ရွင်ချဲကလည်းမခံချင်စိတ်နဲ့ဦးလေးဟုံကိုကျွန်တော်လုံးမယ်ဆိုလို့တခင်လေးဒီချင်းထူသားရဲ့ကဂမ်ဘီယာမြင်းတက်နှစ်စင်းမြင်းနဲ့တားရဲ့လေလို့ပြန်ပြောလို့ရတယ်ဆိုပြီးရွင်ချဲကစိန်ခေါ်လိုက်ပါတယ်အဲ့လိုနဲ့ဂမ်ဘီယာတားရဲ့ကောင်ကြီးကလည်းရွင်ချဲစီကိုအရှိန်အဟုန်နဲ့ပြေးဝင်လာတော့ရွင်ချဲကအစိတ်ပရိအစွမ်းနဲ့ပြေးလာတဲ့တားရဲ့ကိုရပ်သွားအောင်လှုပ်လိုက်နိုင်ပြီးရီဝမ်ကတားရဲ့ကိုတိုက်ဆန်လို့အမိတ်ထပ်ပေးလိုက်ပါတယ်ဟုတ်ကဲ့ပါအပိုင်း1ကတော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာHello ကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေဒီဗီဒီယိုမှာတော့အပိုင်း2ကို recap လုပ်ပေးသွားမှာပါအပိုင်း2ရဲ့အစမှာတော့ရွင်ပကတားရဲကိုဝင်ပြီးတားလိုက်ပါတယ်ရှောင်းချဲကိုအားရဝမ်းသာနှုတ်ဆက်လိုက်ရင်အဖေကမဆောက်နိုင်တော့လို့ငါ့ကိုလာခေါ်ခိုင်းလိုက်တာဆိုပြီးမြင်းတဲ့လူကိုပါထန်းတီမီခေါ်သွားလိုက်ရင်ညဘက်ကိုရောက်တော့တတိယအကြီးခဲ့ရေဒီနေ့မီးလေးမိမယူတာဘာလို့တိတ်ဆိတ်နေတာလဲဆိုတော့ကျုပ်ချန်ထဲမှာမင်္ဂလာအရက်တစ်ခွက်လောက်လာတော့ပါအောင်ပြန်ပြောလို့ကျုပ်မီကအခုလေးတင်ဂမ်ဘီယာဘုံအဆင့်ကိုဖျက်ကျော်သွားတာသူ့ကိုကူညီပေးရမယ်နောက်တစ်ခါမှပေါ့အခုခမရဲ့သားလည်းတည်သွားပြီညီကလည်းမတန်ဆွမ်းဘူးခမရဲ့သွေးကြောကတော့ပျက်စီးသွားပြီလို့တတ်မှတ်လို့ရတယ်ဆိုပြီးပုတ်ခတ်ပြောသွားပါတယ်ရှောင်းချဲကအမူးလွန်နေပြီးလိုက်ပို့တဲ့လူတွေကတကယ်ထင်နေပြီမဲ့ကောင်းကင်အစိပ်ပရိစီကရှိုရင်မျိုးတောင်ဝင်ဆက်နိုင်လို့တကယ်မမူးပါဘူးခန်းထဲကိုရောက်တော့အရန်လှတဲ့သူတို့သမီးကိုမြည်ပြီးသူမကိုကင်ကြီးဖို့လှုပ်တဲ့အချိန်မှာအဝေးကိုလွင့်သွားအောင်လှုပ်လိုက်တယ်လက်စသက်တော့ရှင်းရဲ့ဂမ်ဘီယာသွေးကြောကဖျက်ဆီးခံလိုက်ရတာကိုပြုပြင်နိုင်တဲ့လီလန်ဘယ်တော့မှရှာတွေ့တော့မှမဟုတ်ဘူးလို့ရှာချွင်ရဲကပြောတော့မင်းတုံးလိုက်တဲ့ရေခဲအမျိုးအစားဂမ်ဘီယာစွမ်းရင်ကအရန်ထူးကြတာပဲင
ငါမှန်းတာမမှားဘူးဆိုရင်မင်းကျင့်နေတာကရေခဲတိမ်ကျင့်စဉ်ပဲဖြစ်ရမယ်ကျုပ်ရဲ့ကောလာဟာလာတွေနဲ့မတူတာတွေအသေးစိတ်ပြောပြရအောင်ဆိုလို့ရက်လိုက်ကျမကပင်းရင်နတ်နန်းတော်ရဲ့တပည့်ဆိုတာရှင်းသိမှာတော့ပင်းရင်ထဲဝင်လိုက်တာနဲ့တတ်မှတ်ချင်းกินရမယ်ဆိုတာကိုရှင်းသိတင်တယ်ရှင်းကိုလက်ထပ်ရတာကပကြီးရှောင်းရဲ့အသက်ကျေးဇူးဆက်ဖို့အတွက်ပဲကျမကဆရာနဲ့အတူနန်းတော်စီပြန်တော့မှာရှင်နဲ့ကျမဘယ်တော့မှလင်မယားအစီဖြစ်နိုင်မှာမဟုတ်ဘူးလို့ဆိုတယ်အတူတူမအိပ်ရဘူးကျမတလားလောက်နေရင်ပင်းရင်နတ်နန်းတော်စီပြန်တော့မှာလို့ပြောတော့ကိုတို့ကမိုးနေမျိုးကိုကြောခဲ့တယ်အတူမအိပ်ရင်တော့ကိုကမင်းရဲ့ယောက်ျားပဲလေမင်းကိုမိမလို့မခေါ်ရင်ဘယ်လိုခေါ်ရမှာလဲပြီးတော့ကိုတို့မျိုးဆက်ပြတ်သွားရင်ဘယ်လိုလုပ်မလဲမင်းထွက်သွားလိုက်တဲ့အခါကျရင်လို့ရှောင်းချဲကပြောဖို့လုပ်လို့ပါဇက်ပိတ်ခိုင်းလိုက်လို့အခန်းပြင်ထွက်လာတော့ချင်းရဲ့ဆရာကရောက်လာပြီးပြန်လာခေါ်လို့သူမကအချိန်တလားထပ်တောင်းလိုက်ပါတယ်ရင်းချဲကအပြင်မှာရှင်းရင်စေးပတ်ဝင်အပင်ကိုမြင်သွားပြီးကောင်မလေးတယောက်လဲနေတာကိုမြင်တော့အနားကိုသွားလိုက်ရင်အစိတ်ပတိတီရှိတာကိုသူမကသိသွားလို့ရင်းချဲရဲ့လက်ကိုကိုက်လိုက်ပြီးသူ့ထဲကိုဝင်သွားပါတယ်အဲ့အချိန်ဒေါ်လေးကရောက်လာပြီးနင်ဒီဒေါနာမှာမလုပ်နေတာတော့ချချွင်းရဲ့မောင်းထုတ်တာခံလိုက်ရတာတော့မဟုတ်ဘူးမှလားလို့ပြောရင်းနဲ့သူတို့နှစ်ယောက်ကခြေအတူတူကြည့်ကြတယ်ဘယ်အချိန်ပဲဖြစ်ဖြစ်ဒေါ်လေးနဲ့အဖိုးကကျွန်တော်ဘဝမှာအရေးကြီးဆုံးမိသားစုတွေပဲဒေါ်လေးတို့လားကျွန်တော်ကိုလိုအပ်ရင်အနားကိုပထမဆုံးအချိန်ရောက်လာစီရမယ်လို့ကျွင်းချဲကဆိုတယ်အဲ့နေရာမှာပဲသူတို့ကအိပ်ပျော်သွားပြီးမိုးလင်းတော့ရှာချွင်းရဲ့နဲ့အတူအဖိုးစီကိုနှုတ်ဆက်ဖို့သွားတယ်အဖိုးရှိမှာမိမရေးဆိုပြီးသူမလက်ကိုကိုင်းလိုက်ရင်ပခုံးကိုလည်းဖတ်လိုက်ပြီးမြမစားမိမအဲ့တော့မှနောက်နှစ်ဆိုဝဝကိကိကလေးတယောက်လေးမွေးနိုင်မှာဆိုပြီးလို့တော့အခန်းကိုပြန်ရောက်တဲ့အချိန်မှာရင်းချက်ကိုအပြစ်ပေးပြီးနောက်တစ်ခါဆိုလက်ကိုခုတ်ပစ်မယ်လို့သူမကပြောပါတယ်အဖိုးစိတ်ချမ်းသာအောင်လုပ်ပြတာပါလို့ညင်ညံနဲ့တုံးလိုက်လို့ခွင့်လွတ်ပြီးတော့မိမလက်ကိုခိုင်းတော့ကပြဿနာတစ်ခုကိုတွေးမိတယ်အဲ့ဒါကနင်းနေ့တိုင်းမနက်3နာရီဆိုထားပြီး2မိနစ်အတွင်းတကူလုံးအေးဆက်ပြီးခြေလက်တွေကိုက်ခဲ့တယ်မလားပြီးတော့မင်းဓမ္မရာမမှန်တာလဲကိုတိသေးတယ်ဆိုပြီးထွက်ပြေးလို့ရှင်လာခဲ့မရိုက်ဘူးဆိုပြီးအနားကိုပြန်ခေါ်တယ်ဒါအပြင်တားဖွားနိုင်စံလဲဆုံးရှုံးသွားရသေးတယ်ခံစားချက်နဲ့တက်မှတ်မှုကတားမြစ်တယ်ဆိုရဲရေကြကောင်းတဲ့စင်ကြီးတွေနဲ့ဖုံးကွယ်ထားရတယ်။ကိုကမင်းရဲ့ယောဂကိုကုနိုင်တယ်ဆိုရင်ရောကုပေးနိုင်တဲ့အပြင်မင်းရဲ့ဂမ်ဘီယာစွမ်းရဲ့အရှိန်ကို3စာမြင့်တင်ပေးနိုင်သေးတယ်လို့ရှောင်းချဲကပြောတယ်။သူမလက်ကိုအ3ချောင်းစိုက်လိုက်ပြီးအစိတ်ပရိစီနဲ့ကုပေးလိုက်လို့ပြီးသွားပြီလား။ဂမ်ဘီယာစွမ်းရင်ကြီးချောချောမွေ့မွေ့လဲပတ်နေတယ်။တကယ်ပဲအရင်ကထက်3စာမြင်သွားတယ်။ရေခဲတိမ်ကျင်းစဉ်3တဲ့အချိန်လက်ဖွာကအပူချိန်ကိုပထမဆုံးအချိန်ခံစားရတာပဲလို့ချင်းရွဲကပြောပြီးတကူလုံးကကြက်သားနဲ့သွေးကြောတွေကိုပါဖွင့်လိုက်ရင်အချိန်က10စားပုံမြန်လာလိမ့်မယ်အခုကိုကနက်စီသမားတော်ဆိုတာယုံမီလားလို့မေးတော့ရှင်လုံးနိုင်လားလို့ပြန်မေးတယ်ရတယ်အဝတ်ချွတ်လိုက်ဆိုတော့သူမကမတက်တာတဲ့အဆုံးရှင်ကိုအရင်ရိုက်တက်ချင်တာပဲလို့ပြောလိုက်ပါတယ်ဟုတ်ကဲ့ပါအပိုင်း2ကတော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာ